အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒုတိမောင်နိုင်ဆိုတဲ့ YouTube channel တင်လေးရနဲ့ကျွန်တော်မိတ်ဆွေကိုမတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေစီးပွားရေးတွေဒီထက်မကအဆင်ပြေချောမွေ့တဲ့မိတ်ဆွေကိုမညီကိုမောင်နှမတွေအားလုံးပဲဖြစ်ကြပါစေเนาะကျွန်တော်တို့တဘာဝဘေးကတ်ဆိုးဘေးဆိုးအန်ဒီရဲ့အရာတွေပေါင်းမှာကင်းဝေးတဲ့မိတ်ဆွေကိုမတွေအားလုံးပဲဖြစ်ကြပါစေလို့ကျွန်တော်ရဲ့ဒုတိမောင်နိုင် YouTube channel ဗီဒီယိုဖိုင် live show လေးစတဲ့ချိန်မှာမိတ်ဆွေများအားလုံးကိုစူတောင်းပြတာပို့တာအပ်ပါတယ်ဒီဗီဒီယိုဖိုင် live ကိုကြည့်နေတဲ့မိတ်ဆွေများအားလုံးဒီကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ဒုတိဝါဒနာရှင်ကိုမရဲ့အားလုံးပဲဖြစ်ပြည်ပရောက်ရွှေမြမှာဒုတိဝါဒနာရှင်ကိုမရဲ့အားလုံးပဲဖြစ်ကျွန်တော်တို့ဒီတစ်ပတ်မှာဆိုရင်ကျွန်တော်အခုတနင်္လာအင်္ဂါဗုဒ္ဓဖူးကဏ္ဍက3ရက်စီကတော့ကျွန်တော်ထွက်သွားပြီကျွန်တော်တို့တစ်ချိန်မှမပေါသေးပါဘူးကျွန်တော်တစ်ချိန်မှမရသေးပါဘူးကျွန်တော်လုံးဝအဆင်မပြေသေးလို့မျိုးမြင့်ပိုင်ပိုင်နန်ထိထိမိမိကျွန်တော်တို့ရကျင်တယ်ကျွန်တော်တို့ပေါက်ချင်တယ်တကွက်ကောင်းကိုလည်းပို့ပြီးတော့ထိထိမိမိထိုးချင်တယ်ဆိုတော့ကျွန်တော်ရဲ့ဒုတိယဝါသနာရှင်ကစားသမားတွေအားလုံးအတွက်အကျိုးရှိစေမယ်တကွက်ကောင်းကဏ္ဍလေးကိုကျွန်တော်လာပြောပေးမယ်ကျွန်တော်တို့ဒီနေ့ညနေပိုင်းမှာကျွန်တော်တို့9ခွန်ဆိုပြီးတော့ကျွန်တော်တို့ထွက်သွားတယ်နော်9ခွန်ဆိုတဲ့ကဏ္ဍလာပြီးသွားတိုင်းကျွန်တော်တို့ formula site နော် calendar site အရာတကွက်ကောင်းကဏ္ဍလေးကျွန်တော်ရဲ့ရှိပါတယ်နော်အဲ့ဒီຢာလေးကိုကျွန်တော်မိတ်ဆွေများအားလုံးကိုချပြပို့တာပေးတော့မှာဖြစ်ပါတယ်ဗျကဲကျွန်တော်တို့ဒါဆိုရင်ကျွန်တော်စကားလေးတွေကိုပြောနေတာတဲ့ဆိုင်ကျွန်တော်အလုံးနဲ့တက်တည်ပြတာတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒီဗီဒီယိုပိုင်း like ကိုကြည့်နေတဲ့အကူမရဲ့အားလုံးနဲ့မှာကျွန်တော်ရဲ့လူသစ်မိတ်ဆွေကျွန်တော်ဗီဒီယိုကျွန်တော်ကိုမြင်မှုတွေ့ဘူးတဲ့လူတွေရှိလို့မမြင်မှုမတွေ့ဘူးတဲ့မိတ်ဆွေတွေအားလုံးလည်းရှိကောင်းရှိလိမ့်မယ်မြင်မှုတွေ့ဘူးပြီးသားချစ်မျိုးမိတ်ဆွေအကူမရဲ့အားလုံးအနေနဲ့ကျွန်တော်ကိုဗီဒီယိုပိုင်းလေးကိုလိုက်လက်မလေးမနေရသေးနေပြီပါ channel ကို subscribe မနေရသေးရင် subscribe လေးတွေနှိပ်ပြီးတော့အားလုံးရဲ့အားပေးဝန်းရံကူညီပေးဖို့အားလုံးကိုကျွန်တော်ဒီနေရာလေးကပဲတောင်းဆိုပါတယ်เนาะကဲဟုတ်ပြီဗျဒါဆိုရင်အားလုံးပဲတေချာလေးမှတ်ပေးပါကျွန်တော်တို့ဒီမနက်ဖြန်18ရက်12လပိုင်း2025ကြာတာပတိနေ့တနေ့ကုန်စားကျွန်တော်အကြိုက်ဆုံးဝမ်းချင်းပိုင်ပတ်တီဒီ1 by 1ပတ်တီကျွန်တော်တို့1 by 1ပတ်တီ9 by 9ပတ်တီဖြစ်ပါတယ်เนาะတက်ကြိုက်နေတဲ့မိတ်ဆွေကိုမှညီကောင်မောင်နှမတွေအားလုံးပဲတစ်ကိုပတ်လို့ရတယ်လို့ကိုကြိုက်နေတဲ့မိတ်ဆွေကိုမှညီကောင်မောင်နှမတွေအားလုံးဒီလေကိုပတ်လို့ရပါတယ်ဝမ်းချင်းပိုင်အနေနဲ့1 by 1ပတ်တီ9 by 9ပတ်တီပါတက်တဲ့ပတ်သက်လို့ကျွန်တော်အကြိုက်ဆုံးအထူးမိန်ကဏ္ဍဆိုရင်တော့4ကွက်ပဲရှိတယ်เนาะတက်တဲ့ပတ်သက်လို့ကျွန်တော်အကြိုက်ဆုံးအထူးမိန်ကဏ္ဍ4ကွက်ပဲရှိပါမယ်အားလုံးပဲတေချာလေးမှတ်ပေးပါတက်နေဆိုရင်1 3 1 5 10 1 8ဒီကဏ္ဍ4ကွက်ပဲကြိုက်ပါတယ်1 3 1 5 10 1 8ဆိုတဲ့ကဏ္ဍ4ကွက်ပဲကြိုက်ပါတယ်ကျွန်တော်တို့9နဲ့ပတ်သက်လို့ထိုးချင်တဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်အကြိုက်ဆုံးအထူးမိန်ကဏ္ဍ4ကွက်ပဲရှိပါတယ်93 95 90 98တော့ဒီကဏ္ဍလေးတွေကိုတော့ကျွန်တော်ဘက်ကလည်းပို့ပြီးတော့ခြိုင်းနေတဲ့မှုရှိပါတယ်အားရကျင်းတဲ့မှုလည်းရှိပါတယ်ဗျကဲညီကိုမိတ်ဆွေများအားလုံးအနေနဲ့မနက်ဖြန်တနေ့ကုန်စာမှာတလုံးပါအနေနဲ့ပို့ပြီးတော့တင်ပတ်ချင်တယ်ဆိုရင်ကျွန်တော်ကတော့တစ်တလုံးလေးကိုကြိုက်တယ်တကွက်ထဲထိုးချင်တယ်ဆိုရင်တော့1 3ဆိုတဲ့ကဏ္ဍတကွက်ထဲကိုထိုးပါအခုပြောပြသွားတဲ့ကဏ္ဍတွေဒီ7နာရီ10မိနစ်စီမှာအထူးမိတ်အနေနဲ့တင်ထိုးရပါမယ်တခါတည်းကျွန်တော်7နာရီ10မိနစ်စီမှာမကြခင်4နာရီ30စီမှာ2ဆပြန်ပြီးတော့အကူမတွေအားလုံးဘက်ကနေပြီးတော့တင်ပြီးတော့ထိုးရမှာဖြစ်ပါတယ်ဗျနော်တကယ်လို့ကျွန်တော်ကဏ္ဍစီမနက်ပိုင်းမှာထွက်လာခဲ့ရင်လည်းကျွန်တော်ညနေပိုင်းအတွက် live မရှိပါဘူးကျွန်တော်ကမှလည်းအားလုံးကို live မရှိပါဘူးကျွန်တော်ဘက်ကနေပြီးတော့ညနေပိုင်းမှာလည်းဒီမနက်ပိုင်းထွက်လာတဲ့ကဏ္ဍကျွန်တော်ပေးထားတဲ့ကဏ္ဍလေးတွေကိုပဲညနေပိုင်းမှာပြန်လည်ပြီးတော့ထိုးရကြပါဗျတော့ဒါလေးပဲပြောချင်ပါတယ်ကဲဒါဆိုကျွန်တော်ဗီဒီယိုပိုင်း like လေးကျွန်တော်ဒီမှာတစ်လောက်နဲ့ပဲရနာပြစီအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေမင်္ဂလာရှိသောနေ့လေးတွေအားလုံးပဲပိုင်ဆိုင်နိုင်ကြပါစေဗျအားလုံးဘုန်းပဲပါ